ကိုချစ်သူကဖုန်းတစ်ခါလောက်မကင်လိုက်တာနဲ့နင်ငါ့ကိုဘရော့မှာဂီယူမဆိုင်ဘူးဆိုပြီးတော့အော်ဘူးလားဒါမှမဟုတ်ကို့မခံလေးစားလုပ်တဲ့လူငယ်တစ်ယောက်နှစ်ယောက်လောက်ကြုံမှုတာနဲ့ဟာခုခေတ်ကလေးတွေက respect ကိုမရှိဘူးဆိုပြီးတော့တတ်မှတ်လိုက်ဘူးလားဒီလိုမျိုးအတွေးအကြုံတစ်ခုနှစ်ခုပေါ်အခြေခံပြီးတော့အားလုံးဒါမျိုးတွေကြီးပဲဆိုပြီးတော့အလွန်ကျွံခြုံငုံတတ်မှတ်လိုက်တာကို over generalization လို့ပြောတယ်ဒါတိမ်ကျုံတစိမ့်ကပ်ပြစ်တာ sweeping judgment လို့လည်းပြောရင်ရတယ်ဆိုတော့ဒါကကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာမတိမတာပြုတ်ကြတဲ့ဒီအန်ရည်များတဲ့အတွေးထောင်ကြောင်တစ်ခုပေါ့ဒီလိုအတွေးထောင်ကြောက်က relationship မှာလည်းမဟုတ်ဒီကိုယ်တွေသမားနဲ့စာတွေသမားတို့ညင်းကြတဲ့ပွဲမှာလည်းအထင်ရှားတွေ့နိုင်တယ်theory အလကားပဲကိုယ်တိုင်လုံးကြည့်မှသိတာဆိုတော့ကိုယ်ပိုင်အတွေ့အကြုံခိုင်းရှိတယ်လို့စာမဖတ်ရင်တော့တစ်ချိန်ကျရက်သွားမှာပဲဆိုတော့စာအုပ်ကိုင်းလည်းရှိတကယ်တမ်းကျတော့ဘယ်ဘက်ကမှအပြည့်အဝမမှန်ပါဘူး။ဘာဖြစ်လဲဆိုတော့ရေကူးတာတို့စပိန်စီးတာတို့စီးပွားရေးလုပ်တာတို့ကစာဘလောက်ဖတ်ကိုယ်တိုင်လုံးလိုက်မှတကယ်လုပ်တတ်တယ်။အဲ့လိုပဲဒီ leadership တို့ EQ တို့ mindset တို့ကြတော့လက်တွေ့ကျင့်တော့မှမှန်ပေမဲ့စာမဖတ်ပဲမလေးလာပဲ framework မရှိပဲနဲ့ရမ်းတမ်းလုပ်လို့မရပြန်ဘူး။အဲ့ဒါမျိုးတချို့ကကြတော့အလွယ်လန်းကိုလိုက်ပြီးတော့ကိုယ်ပိုင်တွေးကြုံသားလင်းအဓိကအရေးကြီးဆုံးပဲဆိုပြီးတော့ခြေစုံပြစ်ပြီးဝင်လိုက်တတ်တယ်။အဲ့ဒါမျိုးကကြတော့ကိုတင်ယူမဲ့ပညာရဲ့သဘောတဘာဝကိုထဲမတွက်ဖ ೇನೆ ဆုံးဖြတ်ချလိုက်တာပေါ့တကယ်တမ်းပေါ့များသောအားဖြင့်ဒီပညာရဲ့တစ်ခုကိုသင်ဖို့အကောင်းဆုံးနည်းကတော့စာတွေရောလက်တွေရောပေါင်းပြီးတော့ပြန်သုံးသပ်မှားရင်ပြင်တိုးတက်အောင်လုပ်တာပေါ့အဲ့ဒါကြောင့်မို့လို့ဒီကိုယ်ပိုင်တွေးချုံကိုင်းနဲ့စာအုပ်ကိုင်းဘယ်ကိုင်းကပုံမှန်လဲဆိုတာတကယ်အရေးမကြီးဘူးအလွယ်လေးပေါ့နော်တစ်ဖက်ထဲကိုမျက်စိမိတ်ပြီးခြေစုံပြုတ်ဝင်လိုက်တာမှတကယ်ပြဿနာအဲ့ဒီလိုသိမ့်ကြုံတစိမ့်ကတ်လိုက်တာတွေကလူမှုဆက်ဆံရေးနဲ့အိမ်အောင်ရေးမှာလည်းပြဿနာတွေဖြစ်နိုင်အဲ့ကိုယ့်ရဲ့အိမ်အောင်ဘက်က10ကောက်မှာ9ကောက်လောက်နားထောင်ပေးပြီးတော့တစ်ခေါက်လောက်လွတ်သွားတာနဲ့ဟာမင်းငါပြောတော့ဘယ်တော့မှနားထောင်မှုဆိုပြီးတော့ပြောလိုက်တာမျိုးအဲ့ရနေမှာယောက်ျားတွေကောင်းမကောင်းဘူးမိန်းမတွေအရင်ရစ်တယ်ဆိုတာမျိုးတွေဖြစ်နိုင်အဲ့ရာသီကွင်းနဲ့ပတ်သက်ရင်လည်းအဲ့လိုပဲAries ကဆုံးမှုတယောက်နှစ်ယောက်လောက်နဲ့ကြုံမှုပြီးတော့ဟာ Aries နဲ့ကြုံမှုတယ်အကောင်တွေအကျင့်ကိုမကောင်းဘူးဆိုပြီးတော့သိန်းကြုံပြီးစော်ထဲတာမျိုးတွေလည်းရှိလူတယောက်ရဲ့လုံးရဲ့ပုံမှာအခြေခံပြီးတော့ဒီနယ်ကလူတွေကတော့ဘလို့ဟိုနိုင်ငံကလူတွေကတော့ဘာဖြစ်တယ်ဆိုတာမျိုးဒေတာလိုက်တစိမ့်ကက်လိုက်တာတွေလည်းရှိအဲ့တော့ဒါတွေကတကယ်အခြေအနေနဲ့လွဲချော်ပြီးတော့အတွေးမှမြင်မှာတွေဖြစ်နိုင်ကျွန်တော်မြန်မာစကားမှာလည်းရှိရလေဝါဝါမြင်တိုင်းရွှေထင်တာတို့မဲမဲမြင်တိုင်းတပိတ်ထင်တာတို့ဒီလိုမျိုးတစ်ခါနှစ်ခါလောက်ကြုံမှုတာနဲ့အားလုံးကဒါမျိုးတွေကြီးပဲဆိုပြီးတော့အလွန်ကျွံခြုံငုံတတ်မှတ်လိုက်တာကိုယ့်ပုံမှာရောသူများတွေပုံမှာပါစိုးကျိုးတရားမှုတွေအများကြီးဖြစ်နိုင်ဆိုပါတော့ဗျာလူငယ်တယောက်ကမီတင်တစ်ခေါက်နောက်ကြတယ်အဲ့ဒါကိုဂျန်စီတွေက discipline မရှိဘူးလို့သတ်မှတ်လိုက်တယ်အဲ့ဆိုရင်နောက်သူပြောတဲ့ idea ကောင်းတွေကိုလည်းမကြားတော့ဘူးအဲ့ရနေမှာပြဿနာလူငယ်တယောက်မီတင်တစ်ခါနောက်ကြတာနေပြီးတော့မျိုးဆက်တစ်ခုလုံးအပေါ်မှာပါအမြင်ဆောင်တာမျိုးတွေဖြစ်သွားနိုင်အခုလည်းအမြင်ချင်းရရောက်တာလူတယောက်ရဲ့တကယ်အခြေအနေကိုမမြင်တော့ဆုံးဖြတ်ချတဲ့နေရာမှာလည်းမှားနိုင်တယ်အဲ့ဒါဆိုရင်ခံရတဲ့သူဘက်ကလည်းမတရားဘူးလို့ခံစားရပြီးတော့ relationship တွေထိခိုက်နိုင်တယ်နောက်ဆုံးငါနဲ့မတူငါရန်သူဆိုပြီးအဲ့လိုအမြင်တွေအားကောင်းလာတာမျိုးတွေဖြစ်နိုင်တယ်အဲ့ဒီလိုနဲ့တယောက်နဲ့တယောက်တစ်ဖွဲ့နဲ့တစ်ဖွဲ့မစုံသောလမ်းဖြစ်သွားနိုင်တာပေါ့နော်အဲ့ဒီလိုစိုးကျိုးတွေရှိပေမဲ့ဒီ sweeping judgment ကိုတီးတီးရဲနဲ့ဖြစ်ဖြစ်မတီးလိုက်ဖဲနဲ့ဖြစ်ဖြစ်ဘာလို့လုပ်နေလဲဆိုတာလည်းစိတ်ဝင်စားဖို့ကောင်းပမာတစ်ခုဖြစ်နိုင်တာလွယ်လို့မြင်လို့ပေါ့လုံးနောက်ကဖြက်လန်းဆိုရင်ကြိုက် shortcut တွေကြိုက်တာဒီလိုမျိုးသိန်းကြုံတစိမ့်ကတ်လိုက်ရတာကိစ္စတစ်ခုချင်းစီကိုနားလည်အောင်လုပ်ရတယ်ပုံမြန်တာဟုတ်တယ်အဲ့မဲ့မြင်တိုင်းလည်းအမြဲတော့မမှန်ဘူးပေါ့နော်ဒုတိယတစ်ခုကကျတော့ဒီလိုရှုပ်ထွေးတဲ့ကိစ္စကိုလွယ်လွယ်ဆုံးဖြတ်ချလိုက်တော့အကိုကိုအားရသွားတာပေါ့ control ရသွားတယ်လို့ခံစားရကြောင်းလည်းဖြစ်နိုင်တယ်နောက်တစ်ခုကတော့ဒီ confirmation bias ပေါ့လိုရာဆွဲတွေ့တဲ့ဗန်းလိုက်မှုကြောင့်ဖြစ်နိုင်တယ်အဲ့တော့အချက်လက်တွေကိုကိုယ်မြင်နဲ့ကရင်လက်ခံပြီးတော့မကရင်လေးလျူရှုလိုက်တာမျိုးပေါ့နော်အဲ့ဒါလည်းမကသေးဘူးဒါကိုယ့်ရဲ့ဒဏ်ရာဟောင်းနေရလားအတိတ်ကအရေးတွေကြောင့်မို့လို့ကိုယ့်ကိုမထိခိုက်အောင်ကာကွယ်တဲ့အနေနဲ့လုပ်တာမျိုးလည်းဖြစ်နိုင်တယ်ဒါပြင်မီဒီယာတို့နောက်ကိုကြီးပြင်းလာတဲ့ပတ်ဝန်းကျင်ကနေအမြဲတမ်းကြားနေရတော့ယုံသွားတာမျိုးလည်းရှိတာပေါ့နော်ဒီလို sweeping judgment တို့ over generalization တို့ပြောင်းလို့ခက်အဲ့ဒါပေမဲ့ short ချလို့ရတယ်ပေါ့နော်ပထမအနေနဲ့ကတော့တိမ့်ကြုံပြီးဒစိမ့်မကတ်ခင်ဒါကြီးကအမြဲတမ်းမှန်လားဆိုပြီးတော့အရင်စဉ်းစားတဲ့ကိစ္စတော်တော်များများအမြဲတမ်းမမှန်ဘူးဆိုတော့တွေ့ပါလိမ့်မယ်
ဒုတိယတစ်ခုကတော့အမြဲတမ်းတို့ဘယ်တော့မှတို့အားလုံးတို့လူတိုင်းတို့ဘယ်သူမှတို့ပေါ့နော်အဲ့လိုမျိုးတိမ့်ကြုံပြောလို့ရစကားလုံးတွေသုံးတော့မယ်ဆိုရင်နည်းနည်းလေးစဉ်းစားပြီးတော့တတိထားပြီးသုံးပေါ့နောက်ဥမာနေကတော့အမြဲတမ်းဒီလိုပဲလို့ပြောမယ်စားမနေ့ကငါစိတ်ညစ်လို့နင်းကိုစကားပြောနေအောင်နင်ကဖုန်းမဲသုံးနေတော့ငါပိုစိတ်ညစ်သွားတယ်ပေါ့အဲ့လိုမျိုးအဖြစ်အပျက်เนาะဒီမကြိုက်တဲ့အပြုအမူကိုပဲတိတိကျကျထောက်ပြတဲ့အကျင့်လုပ်ကြည့်ပေါ့နောက်ကိုယ့်အဲ့လိုမျိုးလာပြောရင်အဲ့လိုမျိုးလာလုံးရင်ရောကိုဘယ်လိုခံစားမလဲဆိုတဲ့စိတ်နဲ့သူများတွေကိုလည်းပြောဆိုဆက်ဆံတင်တယ်ပေါ့နော် empathy ပေါ့နောက်မတူတဲ့လူတွေနဲ့များများတွေးတင်တယ်မိကုံများများမေးတင်တယ်တွေးကြုံများများရှာတင်တယ်အဲ့တော့အမြင်ကျယ်လေးလောကရဲ့အကြောင်းကိုသိလာလေးကိုယ့်အတွက်ကောင်းလေးပဲနောက်တကယ်လို့ကိုကလုံးမိသွားတာကိုကသတိထားမိသွားတယ်ဆိုရင်လေငါဘာလို့ဒီလိုလုံးလိုက်မိတာပါလဲဆိုပြီးတော့ကိုယ့်ကိုပြန်ပြီးသုံးသပ်တယ် self reflection ပေါ့နော်နောက်ဥပမာကြောက်လို့လား stress ကြောင့်လားဒဏ်ရာဟောင်းလားအဲ့တော့ဒါတွေကပြောရတာတော့လွယ်ပေမဲ့တကယ်လုံးမယ်ဆိုရင်တော့သတိထားရတယ်အချိန်ပေးရတယ်ပေါ့နော်နောက်ပြီးတော့ကိုယ့်ကိုပြင်ဖို့အရန်ခတ်တယ်ဆိုရင်လေဒီကျွမ်းကျင်တဲ့ပညာရှင်တွေနဲ့တွေ့ဆုံဆွေးနွေးတဲ့နဲ့အဲ့တော့တကယ်လို့ကျွန်တော်တို့ဒီ sweeping judgment တွေရောမယ်ဆိုရင်ကိုယ့်အမြင်အဖြစ်ရမှန်တဲ့ပုံနီးစက်လာပြီးတော့လူတွေကိုလည်းပုံမြတ်မြတ်တတ်မြင်လာနိုင်မှာပေါ့နော်အတွေ့အကြုံတစ်ခုကနေသင်ခန်းစာပေးနိုင်တယ်အဲ့ဒါပေမဲ့အဲ့အတွေ့အကြုံတစ်ခုပေါ်အခြေခံပြီးတော့လူတစ်ယောက်လုံးအဖွဲ့အစည်းတစ်ခုလုံးလောကကြီးတစ်ခုလုံးဆုံးဖြတ်ချလိုက်မယ်ဆိုရင်တော့ဒါသင်ခန်းစာမဟုတ်တော့တိမ့်ကြုံတစိမ့်ကက်တာဖြစ်သွားပြီပေါ့တော့ခင်ဗျားတို့ရဲ့ attention နဲ့အချိန်နေပေးပြီးအဆုံးထိကြည့်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာတွေ့မယ်